ကြီးဆွေလည်းပြပါတလဲနေရာပြင်ဆင်ပြီးတော့ဆရာတော်ကိုခစားဝင်ပါတယ်ဆရာတော်ကဒီနေ့တွေ့ရတဲ့တိတ်နမိတ်ကြီးတွေဟာအမတန်ကြုံရခဲ့တဲ့အကြောင်းရှင်းပြပါတယ်မင်းကြီးဆွေလည်းဆရာတော်မိန့်တာဆုံးအောင်နားထောင်ပြီးတဲ့နောက်ဒီနေ့သူ့အိမ်မှာတားယောက်ျားဖွားမြင်တဲ့အကြောင်းနဲ့အိမ်လီကားမှာပြားဆွဲတဲ့အကြောင်းကိုပါရှောက်ပါတယ်မင်းဆရာဖုန်းကြီးကကလေးရဲ့ဥပရိယုတ်ဇာတာဂျိုနက်ခတ်တွေကိုတွက်ချက်ပြီးတော့ရဲထွတ်လို့နာမည်ပေးခိုင်းပါတယ်ကလေးကိုကောင်းဆောင်မွေးမြူဖို့ကိုလက်အင်္ဂါတွေကိုတခုခုမဖြစ်အောင်တေချာပြုစုဖို့မှားချပြီးဒီနေ့တွေ့တဲ့အတိတ်နမိတ်တွေနဲ့ကလေးရဲ့ဇာတာကိုဖတ်ပြီးပြန်ကြွသွားပါတယ်ဆိုတော့မင်းကြီးညိုကိုဆရာတော်ဘာတွေဟောကြားသွားပါလဲတကားတော့မင်းကြီးဆွေတင်သားဟာမုတ်ချဧကရမင်းတစ်ပါးဖြစ်လိမ့်မယ်လေကားမှာပြားဆွဲတယ်ဆိုတာကတင်သားကြီးလာတဲ့အခါသူ့ခြေဘဝအောက်ကိုနိုင်ငံပေါင်းများစွာကခိုးလုံလာပြီးတိုင်းသူပြည်သားအပေါင်းရဲ့ခိုးလုံရဖြစ်လာလိမ့်မယ်ငလျင်လှုပ်တယ်ဆိုတာကခုမွေးတဲ့ကလေးရဲ့ဖုံးတကုတ်ကိုကဘာမြေကြီးကတက်တည်တည်တာဖြစ်တယ်ဗုဒ္ဓဦးနေ့မှာမြေငလျင်9ကြိမ်လှုပ်တာကမြေပြင်အားလုံးကိုဆိုးရပြီးထီးဆောင်မင်းပေါင်းရဲ့ဥခိုက်ခံရတဲ့စင်ပြူရတနာတို့ရဲ့အရှင်ဖြစ်လိမ့်မယ်စီးနှင်းတွေဝေပြီးမှောင်တိဖုံးနေတာကတော့သူအုပ်ချုပ်တဲ့တိုင်းပြည်ဟာအေဂျန်တာယာပြီးစီပင်ဝါပြောမှာဖြစ်တယ်ဒီနေရာမှာအဲ့ဒီခေတ်ကထွက်ခဲ့တဲ့တိုက်တပေါင်းကိုတခါတည်းဖော်ပြပေးလိုက်ပါတယ်ညီနောင်မြတ်စောအရှိတော်ကြောက်ဆောင်ရှင်ပင်အနောက်ခွင်လူရှင်ကြည်ပြူမြို့တောင်ကိုကပောင်းချောင်းနဲ့ပေါင်းလောင်းတခွင်လွန်စီပင်ပြည်ခွင်တိုင်းကြီးတီလက်တက်စင်ပြူ3စီးဘုံတန်းကြီးနေမီတဆောင်ထွန်းလက်တက်အနောက်ရော့စောအရှိမောတောတောင်တာယာသာသနာရောင်ဝါထိန်ထိန်လင်းလက်တက်နောက်ဆုံးစင်ကြီးဆွဲရောင်ကြီးအမြည်တွေကဖားလက်တက်ဆိုတော့အတိတ်ဆူတောင်းနဲ့ဖုံးကြီးတဲ့တပင်ရွှေတီတပေါင်းနဲ့လာတဲ့ရှင်ရဲတော့သူတို့ငယ်ဘွားကဘာတွေဆက်ဖြစ်မှာပါလဲရှင်ရဲတို့ရဲ့မိခင်ရှင်မျိုးမြတ်ဟာရုပ်သွင်းကြည်လင်ကကျမ်းမာတန်ဆွဲပါတယ်မင်းကောင်းအင်္ကာတွေနဲ့ပြည့်စုံတဲ့အတွက်မင်းကြီးညိုဟာတပင်ရွှေတီရဲ့နိုးတိုက်မိခင်ပြခန့်ပြီးတော့နန်းတော်နီးမှာအင်ကြီးတဆောင်ချီးမြှင့်ပါတယ်ရှင်ရဲတို့နဲ့နိုးစိုးဘက်ဖြစ်တဲ့တပင်ရွှေတီဟာရှင်မျိုးမြတ်ကိုသူ့အမေရင်းလို့ချစ်တဲ့အတွက်တခြားအထိန်တော်တွေနဲ့ပို့ပြီးအနေနီးပါတယ်ရှင်ရဲတဲ့နောက်မွေးတဲ့ခင်ဖုံးတပင်ရွှေတီအရင်မွေးတဲ့ခင်ကြီးတို့ဟာညီမရွနေလို့ချစ်ကြသလိုတပင်ရွှေတီနဲ့ရှင်ရဲထုတ်ကလည်းအကိုကြီးနဲ့ညီလေးဆက်ဆံရေးဖြစ်ပါတယ်ဒီလိုမောင်နှမဆက်ဆံရေးအချင်းတစ်ခုကိုကြော်သွားတဲ့အခါမှာအယောင်တွေပါလာခဲ့ပါတယ်ဘရင်သားတော်တပင်ရွှေတီကရှင်ရဲထုတ်ရဲ့ညီမခင်ဖုံးကိုကြိုက်တာကအပြစ်မမြောက်ပေမဲ့အထိန်တော်ရဲ့သားရှင်ရဲထုတ်ကဘရင်သမီးတော်ခင်ကြီးကိုကြိုက်တဲ့အခါမှာတော့ရာဇဒဏ်တင့်သွားပါတယ်အကြောင်းကတော့မင်းကြီးကိုတီးသွားတဲ့အခါအလွန်ဒေါသထွက်ပြီးတော့ငါသားတပင်ရွှေတီနဲ့ဒန်းတူမြောက်စားထားတာကိုမထောက်မတန်အလာမှန်းနဲ့တတ်စေးလို့အမိန့်ထုတ်ပါတယ်ရှင်ရဲထုတ်လည်းအန်ရကိုကြိုတွေးမိတဲ့အတွက်မင်းကြီးညိုကိုးကွယ်တဲ့မင်းဆရာတော်အရှင်မဟိနာအကြောင်းကိုပြေးပါတယ်မင်းမိတ်ထုတ်လိုက်တဲ့အတွက်စစ်ကဲတွေနဲ့ရဲမတ်တွေကရှင်ရဲထုတ်ကိုတတ်ဖို့ဖုန်းကြီးเจ้าကိုရောက်လာပါတယ်ခတာကဘရင်ကိုးကွယ်တဲ့ဆရာတော်ဖြစ်တဲ့အတွက်ဘာမှမလုပ်ရဲသေးပဲအချင်းတွေကိုစောင့်ကြည့်ပြီးတော့ဘရင်စီပြန်လျှောက်ပါတယ်အင်းဝါနဲ့ရှမ်းတွေကတောင်ကိုတိုက်ဖို့ကြံနေတဲ့အချိန်ဖြစ်တဲ့အတွက်မင်းကြီးညိုလည်းစိတ်သားနေပြီးရင်ထဲမှာတော့တီးထားပါတယ်